အဲ့လိုကကျွန်တော်ဆင်းနေဟာဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့ဒီ change ချောင်းပါဘောနော်အကောင့်ဖွင့်နည်းနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဒေတာလေးပြပြပေးပါမှာပဲတော့နော်အကောင့်ဖွင့်ဖို့အတွက်ဆိုရင်ဒီ register ဆိုတဲ့အကောင့်လေးချက်နှိပ်လိုက်ပါနော်အကောင့်လေးချက်နှိပ်လိုက်ပြီးတော့ဒီညမှာဆိုရင်ကိုယ့်ရဲ့နာမည်ထည့်မယ်ပေါ့နော်အကောင့်နာမည်ပေါ့အကောင့်နာမည်ကျွန်တော်ဆိုရင်မြန်မာလူကြီးထည့်လိုက်မယ်ပေါ့နော်မြန်မာလူဘယ်လိုထည့်ရမလဲဆိုတော့မမဟောလို့ထည့်လိုက်မယ်ပေါ့နော်အတားတာလေးထည့်ရပါဟိုကတော့ထည့်အောက်ထည့်ပြီပေါ့နော်ဒီကိုယ့်ရဲ့ဖုန်းနံပါတ်ပေါ့ကိုယ့်ရဲ့ဖုန်းနံပါတ်တက်ကကြောင့် I'm not robot ဆိုတဲ့ဟာလေးပေါ့နော်ဒီ I'm not robot ဆိုတဲ့ဟာလေးတစ်ချက်သုံးပြီးပြပြမယ်တစ်ချက်နှိပ်လိုက်နှိပ်ပြရတယ်ဒီညမှာဆိုရင် motorcycle လို့ပြရစေကျွန်တော် motorcycle နဲ့ပတ်သက်တဲ့ပုံတွေပဲနှိပ်ပြီးပြဒီတစ်ချမ်းလို့ပေါ့နော်နှိပ်လိုက်တဲ့စိတ်ရပါလိမ့်မယ်ပြီးပါနဲ့ဒါကျွန်တော်ရမယ်ဒီနောက်ချက်ထပ်သွားလိုက်မနဲ့ motorcycle လို့ဒီစာကိုဟိုမသိဆို translate ခောက်လိုက်လေ Google Translate နဲ့ခောက်လိုက်ပေါ့နော်ဒီ motorcycle ဆိုတဲ့ပုံလေးတစ်ချက်ချင်းစီနှိပ်ပေါ့နော်နှိပ်ပြီးတော့ဖြေရရကျွန်တော်နောက်ထပ်စကစ်လာအောင်မယ်ဥပမာပြပြီပေါ့နော်မလို့ motorcycle နဲ့ပတ်သက်ရင်ကျွန်တော်နှိပ်ပြမယ်ပေါ့နော်ဒီ motorcycle ပုံလေးပဲနှိပ်ပြလိုက်ပတိကြဝါဒီဘက်တောင်လေးပဲနှိပ်ပေါ့နော်ဒီ bicycle ဆိုရင် scale ဆိုတဲ့ဟာ bicycle ဆိုတဲ့ဟာလေးနှိပ်ဒီအလင်းရောင်ဟာဆိုရင်ကျွန်တော်တို့ဒီအလင်းရောင်ဟာလေးချက်နှိပ်ပြီပေါ့နော်ဒီပြတိုင်းပေါ့နှိပ်လိုက်တာနဲ့အမှန်ကြီးပြောပါအမှန်ကြီးပြောပါဆိုရင်ဒီ register ဆိုတဲ့ဟာနှိပ်လိုက်တာနဲ့ဟိုအကောက်ဖွင့်ပြီးသားပြောပါဗျဒီကတော့ကိုယ့်ရဲ့ဒီ password မှန် password မှန်အောင်ထည့်ပြီး password မမေ့စေနဲ့အဲ့ဒါရရ